Okay, ရွှေညီကိုတို့ဒီဘောလုံး channel ကနေပြီးတော့ကြိုးဆိုပါရစေဒီညမေလ10ရက်နေ့ကမဲ့ Aston Villa နဲ့ Nottingham Forest တို့ရဲ့ Europa League Semi Final ဒုတိယကြောပွဲစဉ်ကိုဆွေးနွေးသုံးသပ်ပြီးတော့မှာဖြစ်ပါတယ်။ England Premier League တင်းနှစ်သင်းရဲ့ Europa League Semi Final ဒုတိယကြောတွေ့ဆုံမှုဖြစ်ပါတယ်။ဒီပွဲကနှစ်သင်းလုံးအတွက်တမိုင်းဝင်စေတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ပထမကြော Forest ရဲ့အိမ်ကွင်းမှာ Nottingham Forest အသင်းကတကူကိုမရှိဆိုရရလနဲ့အနိုင်ယူထားတာဖြစ်ပါတယ်။ Aston Villa အသင်းအနေနဲ့သူတို့ရဲ့အိမ်ကွင်းမှာဒီညမှာဂိုးပြတ်အနိုင်ယူပြီးတော့နောက်တစ်ဆင့်ကိုတက်အောင်ကြိုးစားမှန်အနေထားမျိုးကိုလည်းမြင်တွေ့နေရတာဖြစ်ပါတယ်။ Premier League အသင်းနှစ်သင်းဖြစ်တဲ့ကြောင့်မလို့2025-2026ဘောလုံးရာသီတစ်ခုထဲမှာပဲ၃ညိမ်တိုင်တိုင်တွေ့ဆုံထားပြီးဖြစ်ပါတယ်။ Premier League မှာတွေ့ဆုံတဲ့အချိန်မှာတော့ Aston Villa ကွင်းမှာ Aston Villa က 3-1 ဆိုတဲ့အနိုင်ရလက်ကိုရယူထားသလို Forest အိမ်ကွင်းမှာတော့ 1-1 ဆိုတဲ့တည်ရလက်ကိုရယူထားတာဖြစ်ပါတယ်။ Europa League Semi Final ပထမအကြိမ်မှာတော့ Forest က 1-0 ဆိုတဲ့အနေထားမျိုးနဲ့အနိုင်ရတာဖြစ်တဲ့ကြောင့်သူတို့နှစ်သင်းရဲ့ထိတွေ့တိစုံမှုကိုကြည့်မယ်ဆိုရင်လက်ရှိအနေထားထိတပွဲနိုင်တပွဲတည်တပွဲရှုံးစီဆိုတဲ့အနေထားမျိုးကိုပဲတွေ့နေရတာဖြစ်ပါတယ်။နှစ်သင်းလုံးရဲ့လူစည်းကိုကြည့်မယ်ဆိုရင် Aston Villa အသင်းဟာအသင်းကောင်းဆောင် John McGee ပလေပါဝင်လာမှာဖြစ်ပါတယ်။ဒါဟာ Aston Villa အတွက်သတင်းကောင်းဖြစ်ပါတယ်။ဒါပေမဲ့တချို့သောကစားသမားတွေဒဏ်ရာကြောင့်မပါဝင်နိုင်ဘူးဆိုတာကိုလည်းတွေ့ရပါတယ်။ Nottingham Forest အသင်းမှာဆိုရင်တော့ Morgan Gibbs White ကွင်းလေလူဟာကောင်းတဲ့ရရှိရတဲ့ကြောင့်ပါဝင်ဖို့မတိကျဘူးဆိုတော့တွေ့ရပါဝင်ပြင်းရင်လည်းမျက်ထုံးတက်ပြီးကစားနိုင်တဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။တိုက်စစ်မှာတော့ပထမအချိန်မှာဂိုးသွင်းခဲ့တဲ့ Nick Chrisu ကဦးဆောင်လာမယ်လို့မြင်မိပါတယ်။ Aston Villa အသင်းဟာအိမ်ကွင်းမှာ4-3-1ဆိုတဲ့ကစားကွက်ကိုဦးတည်လာမှာဖြစ်ပြီးတော့သူတို့ရဲ့အကောင်းဆုံးတိုက်စစ်ကိုပုံဖော်လာမယ်လို့မျှော်လင့်မိပါတယ်။ Nottingham Forest အသင်းကတော့ 4-4-2 ဆိုတဲ့လေးလေးနဲ့ကစားကွက်ကိုပဲခြေတီးပြီးတဲ့အခါမှာခန်းစင်းတဲ့တိုက်စစ်ကိုညအောင်ထိန်းတဲ့ပထမအကျော်ရလက်ဝန်းစည်းကိုသူတို့အတက်နိုင်ဆုံးကြိုးစားပြီးထိန်းပြီးတော့အနိုင်ရလက်တစ်ခုကိုပုံဖော်ကြိုးစားမယ်လို့မြင်မိပါတယ်ခင်ဗျ။ခြေတန်းဖြစ်တည်မှုတစ်ခုကိုကြည့်မယ်ဆိုရင် Aston Villa အသင်းကအိမ်ကွင်းမှာတလုံး90အနိုင်ဆိုတဲ့ကြီးတစ်ခုကိုပေါက်ထားတာဆိုတော့တွေ့ရပါတယ်။ဂိုးပေါက်ကြီးအနေနဲ့လည်းနှလုံးအရှုံးသုံးလုံးအပြည့်နီးပါးနိုင်ဆိုတဲ့အခြေအနေမျိုးနဲ့ဒေရန်တစ်ခုဖွင့်ထားတယ်ဆိုတော့ကိုတွေ့ရပါတယ်။နောက်ဆုံးကန်ခဲ့တဲ့ပွဲကိုကြည့်မယ်ဆိုရင် Aston Villa အသင်းဟာအိမ်ကွင်းမှာNottingham Hotspur အသင်းကိုရှုံးနေထားတာဖြစ်ပြီးတော့အောက်ပွဲရပဲ Nottingham Forest အသင်းကတော့ Chelsea ကိုအဝေးကွင်းမှာဂိုးပြတ်အနိုင်ယူထားတယ်ဆိုတော့ကိုလည်းမြင်တွေ့ရတာဖြစ်ပါတယ်။ဒီနေ့ညမှာဘူဂီဖွင့်ထားတဲ့ကြီးရန်ကိုကြည့်မယ်ဆိုရင်ညတာတဲ့ကြီးရန်တစ်ခုဖြစ်တယ်လို့ခန်းစားမိပါတယ်။တလုံး90နိုင်ဆိုတဲ့ကြီးရန်တစ်ခုရAston Villa နိုင်သွားရင်တော့အနိုင်ရလက်ကမပြတ်သားဘူးဆိုတဲ့အမြင်မျိုးမြင်မိပါတယ်။ဒါကြောင့် International Tipper တွေကလည်း Aston Villa ဟာ1-0-2-1ဆိုတဲ့ရလက်ထဲကပဲအနိုင်ရသွားမယ်လို့ထင်မိပါတယ်။အချိန်ပိုတွေပနတီတွေထိရောက်သွားနိုင်တဲ့ပွဲတွေဖြစ်ပါတယ်။ Aston Villa ရော Nottingham Forest နှစ်သင်းလုံးဟာတိုက်စစ်မှာအားသာတဲ့အသင်းတွေဖြစ်ပေမဲ့ခံစစ်မှာလည်းအမြဲတမ်းဂိုးပေးရတဲ့အသင်းတွေဖြစ်တယ်ဆိုတာကိုတွေ့ရပါတယ်။ဒါကြောင့်ဒီညမှာတော့ကျွန်တော်ကရွှေဘောလုံးအနေနဲ့ဘော်ဒီကြီးတဲ့ဂိုးအောင်ကြီးကိုပို့ပြီးစိတ်ဝင်စားပါတယ်။ရွှေဘောလုံးအနေနဲ့ဒီညမှာဂိုးအောင်ကြီးအနေနဲ့နှလုံးအရှုံးသုံးလုံးအပြည့်နီးပါးနိုင်ဆိုတဲ့ဂိုးအောင်ကြီးတန်းတစ်ခုမှာဂိုးပေါ်ကိုပဲရွေးချယ်ပေးချင်ပါတယ်။အနည်းဆုံး2-1လောက်ကနေပြီးစပြီးကြည့်ရလိမ့်မယ်လို့ထင်မိပါတယ်။ဒါကြောင့်မလို့ဒီညမှာတော့ရွှေဘောလုံးအနေနဲ့ချစ်တော်ရွှေညီကိုများအတွက်ဂိုးပေါင်းအပေါ်တစ်ပေါက်ထဲကိုပဲရွေးချယ်ပေးပါတယ်။ရွှေဘောလုံးချစ်သူများကိုကြီးချမ်းသာကြီးစိတ်ချမ်းသာခြင်းပြည့်စုံကြပါစေ။